ရသော်ဘုရားဟောတဲ့ဒေသနာတစ်ပုဒ်ကိုစဉ်းစားကြည့်လူတွေဟာအမတ်တမဲ့နေလို့ရှိရင်မသိဘူးဒါကြောင့်မို့စဉ်းစားအချက်နှစ်ချက်ကိုစဉ်းစားငါဟာဒီကနေ့လူဖြစ်နေတယ်အသိဉာဏ်ရှိတဲ့လူသားတစ်ယောက်ဖြစ်နေတယ်ဆင်ခြင်သုံးသပ်ကြည့်ငါဟာငါလုပ်ရကြောင်းငါကိုရန်သူများဖြစ်နေသလားသို့မဟုတ်ငါဟာငါဘဝကိုအကျိုးပြုတဲ့ငါရဲ့မိတ်ဆွေဖြစ်သလားဒီနေရာမှာရန်သူဆိုတာပျက်စီးအောင်လုပ်တာမှန်တယ်များရန်သူအကျိုးပြုတာကမိတ်ဆွေတချို့ပုဂ္ဂိုလ်တွေဟာကိုယ့်ကိုပျက်စီးအောင်လုပ်တာတချို့ပုဂ္ဂိုလ်တွေကကိုယ့်ကိုကြီးပွားအောင်လုပ်တာအဲ့တော့ကိုယ့်ကိုပျက်စီးအောင်လုပ်ရင်ရန်သူကကိုယ့်ကိုလှုပ်တယ်လို့ကိုယ့်ကိုလှုပ်ခြင်းကြောင့်မိမိကိုယ်တိုင်ဟာပျက်စီးရအဲ့တော့တခြားရန်သူကြောင့်ပျက်စီးတာမဟုတ်ဘဲနဲ့မိမိကိုယ်တိုင်ကမိမိရဲ့ရန်သူဖြစ်ပြီးပျက်စီးသွားတယ်လို့ဒီလိုဆိုတယ်အဲ့တော့မိမိကိုယ်တိုင်ကမိမိရဲ့မိတ်ဆွေခေါင်းဖြစ်ကြလားသူများတွေမိတ်ဆွေကိုယ့်ရဲ့မိတ်ဆွေဟုတ်တာမဟုတ်တာအသာထားကိုယ်တိုင်ကကိုယ့်ရဲ့မိတ်ဆွေဖြစ်လားကိုယ်တိုင်ဟာကိုယ့်ရဲ့ရန်သူများဖြစ်နေမလားဆိုတာအလေးနဲ့ထားစဉ်းစားကြည့်။ဒါမှအဖြစ်ပြောမယ်ဆိုရင်ကိုယ်ဟာကိုယ့်ရဲ့ရန်သူဖြစ်ပါမလားလို့ပြောကောင်းပြောလိုက်။ကိုယ်ဟာကိုယ့်ရဲ့မိတ်ဆွေပဲလို့ဒီလိုထင်ကောင်းထင်လိုက်။အလွယ်လေးရဲ့တွေးကြည့်လိုက်လူတယောက်ဟာကြီးပွားတိုးတက်ခြင်းတယ်။ဒါပေမဲ့လို့အရက်သေးစာမူရဲ့စေဝါတွေသုံးဆွဲတယ်အယက်သေးစာတောက်စားသည့်အတွက်ကြောင့်ဒီပုဂ္ဂိုလ်ဟာအကျင့်သီလပိုင်းဆိုင်ရာပထမယောနေလာတယ်နောက်ပိုင်းရောက်တဲ့အခါကျမ်းမာရေးတွေထိခိုက်လာတယ်အသုံးဖြုံးတွေများလာပြီးကျမ်းမာရေးထိခိုက်တယ်စီးပွားရေးထိခိုက်လာတယ်နောက်ဆုံးမှာအယက်ကြောင့်အသက်ထိပြီးတော့အသက်ကွဲသေးရတယ်ဆိုအဲ့တော့ဒီလူကိုဘယ်သူကတတ်တာတော့လို့ဆိုဒါသူကသူလောက်တာပဲလေသူကသူလောက်တယ်ရန်သူတယောက်ကသေစေခြင်းလို့တတ်လိုက်တဲ့အသက်ခံရတဲ့လူလိုပဲဒီလူဟာသူကသူပြန်တတ်တဲ့အဓိပ္ပာယ်ရောက်တယ်ပေါ့ဒါကြောင့်မို့မိမိကိုယ်တိုင်မိမိရဲ့ရန်သူဖြစ်တယ်ဆိုတာကိုယ့်ရဲ့လောက်ရကကိုယ်ကိုပြန်တတ်နေလို့ရှိရင်ဒါကိုယ့်ရန်သူပဲဖြစ်တယ်ကိုယ်မိတ်ဆွေဖြစ်တယ်ဆိုလို့ရှိရင်လူတယောက်ဟာမကောင်းမှုဒုစရိုက်တွေရှောင်တယ်လိမ့်လိမ့်မာမာနေတဲ့စီးပွားရေးကြိုးစားအထောက်တယ်မိကောင်းဆွေကောင်းတွေနဲ့ပေါင်းတယ်အဲ့ဒါလို့လုပ်လို့ရှိရင်ဒီပုဂ္ဂိုလ်ဟာတဖြည်းဖြည်းကြီးပွားတိုးတက်လာစီးပွားဥစ္စာကြီးပွားတိုးတက်မှုမရှိတော့ကျမ်းမာရေးတွေဆွေးယုံမှုမရှိဘူးဂုဏ်သတင်းတွေပြည့်ရွံ့တာမရှိဘူးလူထဲမှာလူဝင်ဆန့်တဲ့ပုဂ္ဂိုလ်လူတော်လူကောင်းတယောက်ဖြစ်ရောက်တယ်အဲ့ဒါဘယ်သူလောက်တာတော့ဆိုကိုယ့်ကိုယ်ပဲလောက်တာအဲ့ဒါကြတော့ကိုယ့်ကိုမိတ်ဆွေလို့မိမိကိုယ်တိုင်သိပြီနဲ့မိတ်ဆွေကြီးပွားတိုးတက်မှုလုပ်တယ်ကိုကြီးပွားသွားတာဟာကိုယ့်ရဲ့ကြိုးစားမှုပဲအဲ့တော့ဒီနေရာမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကဟောကြားဆုံးမပြီးတတိပေးတာရှိတယ်စရန္တိဘာလာထုံမေတာမစင်စားတတ်တဲ့အသိပညာမရှိတဲ့ပုဂ္ဂိုလ်ဒုံမေတာလို့ခေါ်ဒုံမေတာစဉ်းစားဉာဏ်လုံးဝမရှိတဲ့ဘာလာမယူရဲတွေဟာအသိပညာလုံးဝကင်းမဲ့တဲ့မယူရဲတွေဟာဘာလို့တော့အမိတ်တေနေဝအတ္တနာမိမိကိုယ်တိုင်မိမိရဲ့ရန်သူဖြစ်ပြီးတော့စရန္တိဘဝမှာသွားလာနေထိုင်ကြတယ်တခြားရန်သူမဟုတ်ဘူးကိုယ့်အကိုပဲဖြည့်ဆည်းနေကြတံမောတန်ဖြတ်တန်ကြီးတဲ့တန်ကြီးတဲ့တန်ကိုဖြတ်ဆိုတာတန်ကြီးကတန်ကိုဖြတ်တယ်လို့ပဲထိုပုဂ္ဂိုလ်တွေကကိုယ့်ရဲ့လောက်ရကကိုယ့်ကိုဖြည့်ဆည်းနေတယ်မိမိကိုယ်တိုင်သိတာလည်းမိမိရန်သူဖြစ်တယ်ကရွန်တာပါပကံကမ္မယံဟောတိကတုကဖလံအကျိုးပေးလို့ရှိရင်အလွန်ခံရခက်တဲ့ဆိုးကျိုးကိုပေးတတ်တဲ့
အောက်တန်းကြတဲ့အလုပ်တွေကိုလုပ်နေတယ်အောက်တန်းကြတဲ့အလုပ်တွေမကောင်းတဲ့အလုပ်တွေလုပ်ခြင်းအဖြစ်ထိုလုပ်ရကြောင်းဆိုးကျိုးတွေကတနေ့ကိုယ်စီရောက်လာကိုမရောက်စေခြင်းမှုဆိုတဲ့ဆိုးကျိုးတွေကိုမရောက်မူရစေဝါဆွဲနေတဲ့ပုဂ္ဂိုလ်တယောက်ဒီမူရစေဝါရဲ့ဆိုးကျိုးကိုခံရမှာဖြစ်တယ်မရောက်စေခြင်းနဲ့ဆင်းရဲဒုက္ခတွေကိုယ်စီရောက်လာမှာပဲဖြစ်တယ်ပေါ့အဲ့ဒါမိမိကိုယ်တိုင်ကမိမိရဲ့ယန္တုဖြစ်တယ်တခြားယန္တုမဟုတ်ဘူးဒါကိုရသော်ဗျာတတိပေးပြီးတော့ဟောကြားတာပဲဖြစ်တယ်အဲ့တော့တစ်ဖက်ကဒေသနာတော်ကိုကြည့်မယ်ဆိုရင်စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကတော့ကောင်းတာတွေလုပ်နေသည့်အတွက်ကြောင့်မိမိကိုယ်တိုင်ကမိမိရဲ့မိတ်ဆွေဖြစ်ပြီးတော့ကောင်းကျိုးချမ်းသာတွေရပြီးကြီးပွားနေကြတယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့အဲ့တော့ကိုယ့်ကိုမိတ်ဆွေလားကိုယ့်ရဲ့မိတ်ဆွေလားကိုယ့်ရဲ့ရန်သူလားဆိုတာအမြဲတမ်းဆင်ခြင်သုံးသပ်ကြည့်ရန်သူနဲ့မိတ်ဆွေဆိုတာကောင်းကျိုးပေးလို့ရှိရင်ရန်သူမိတ်ဆွေဆိုးကျိုးဖြစ်ပေါ်စေရင်ရန်သူကိုယ်တဏ္ဍမှာမကောင်းတဲ့အကျိုးတွေဖြစ်စေသည်များရန်သူကလှုပ်ထတာဖြစ်တယ်ပေါ့ကောင်းကျိုးချမ်းသာတွေဖြစ်လာသည်များမိတ်ဆွေရဲ့အကူအညီသာဖြစ်တယ်ပေါ့ဒါကြောင့်မို့ကိုယ်တဏ္ဍမှာမကောင်းကျိုးတွေဖြစ်ပေါ်လာနေပြီဆိုလို့ရှိရင်ငါဟာငါရဲ့ရန်သူဖြစ်နေပြီလို့ကိုယ့်ကိုစဉ်းစားကြည့်ကိုယ့်ကိုဖြစ်စီရဲဆိုတဲ့လောက်ရတွေဟာဘာတွေနဲ့ဥပမာတူတော့ဆိုရင်ဝါပွင့်နေဝါပင်ကိုသိစေတယ်ကျူပွင့်ကကျူပင်နေပွင့်ရင်ကျူပင်သေးတယ်ပေပင်ကအသီးသီးလို့ရှိရင်ပေပင်သေးတယ်ငပြောပင်ကငပြောသီးသည်ငပြောပင်ကိုတတ်တယ်ဒီလိုဆိုလို့ဖလံဝေကတလိဟန်တုဟန်တိဖလံဝေလုံဖလံနလံအသီးကငပြောပင်ကိုတတ်တယ်အသီးကဝါပင်ကျူပင်ကိုတတ်တယ်ဟောမကောင်းတဲ့လုပ်ရမကောင်းတဲ့စိတ်ဓာတ်ကထိုမကောင်းတဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်ကိုဖျက်ဆီးတယ်လို့ဒီလိုဆိုလိုတယ်ပေါ့ဒါကြောင့်မလို့ဘုန်းကြီးတို့တွေမှတ်တမဲ့မနေကြရဘူးဘဝရလာတဲ့အခါမှာအသိဉာဏ်ကိုသုံးချရမယ်အသုံးချပြီးငါသည်ငါကိုယ်တိုင်ငါရဲ့ရန်သူမဖြစ်အောင်နေရမယ်ငါသည်ငါရဲ့မိတ်ဆွေရင်းချတာဖြစ်ရမယ်လို့ဒီလိုနှလုံးသွင်းဆင်ခြင်မှုလိုအပ်တယ်ပေါ့အဲ့တော့အဲ့လိုမိတ်ဆွေဖြစ်အောင်နေမယ်ဆိုလို့ရှိရင်ဘယ်လိုနေရကိုယ်တိုင်ဟာကိုယ့်ရဲ့မိတ်ဆွေရန်သူမဖြစ်အောင်ဘယ်လိုနေရမလဲဆိုမြတ်စွာဘုရားဟောထားတာရှိတယ်အတ္တနိစေပိယံစဉ္ညာနတ္နံပပေနတန်ယုစီကိုယ်ကိုတန်ဖိုးရှိတယ်ဟောကိုယ်ကိုတန်ဖိုးရှိသူအဖြစ်လေးစားမယ်ကိုယ်ကိုလေးစားမယ်ကိုယ်ကိုမြတ်နိုးမယ်ကိုယ်ဘဝကိုတန်ဖိုးထားတယ်ဆိုတဲ့လူတစ်ယောက်ဟာနတ္နံပပေနတန်ယုစီကိုယ့်ရဲ့စိတ်ထဲမှာမကောင်းတဲ့အတွေးတွေမကောင်းတဲ့အပြောတွေမကောင်းတဲ့လုပ်ရက်တွေမဖြစ်ပါစေနဲ့မကောင်းဘူးဆိုတာပါလေဒီနေရာကိုမကြိုက်လို့မကောင်းတာလားကိုကြိုက်ရင်အကောင်းလားမကောင်းတာနဲ့ကောင်းတာကိုဘာနဲ့တိုင်းတာမလဲသောတာတစ်ခုရာပြောမယ်ဆိုရင်ကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်လားကိုဘာနဲ့တိုင်းတာရတော့လို့ဆိုလို့ရှိရင်နတ္တံကမ္မံကတံသာဓုရှံကတ္တဝါအနုတ္တပတိမကောင်းတဲ့အလုပ်ဆိုတာလုပ်ပြီးလို့ရှိရင်စိတ်ပူရတယ်လုပ်ပြီးလို့ရှိရင်စိတ်ပူနေရတယ်ကြောက်လန့်နေရတယ်စိုးရိမ်နေရတယ်
ကြည့်လေမူရစေဝါသမားမူရစေဝါသုံးနေပြီစိတ်ပူနေရပြီလေဘယ်တော့အဖန်ခံရမလို့ဘယ်တော့ဘာလုပ်ခံစိတ်ပူတာမဟုတ်တာလှုပ်ထားတဲ့လူကစိတ်ပူတာရှံကတ္တဝအနုတ္တပတိဉာဏ်စိတ်ထဲမှာပူနေအိမ်ကောင်းခြင်းမအေးရစားကောင်းခြင်းမစားရလုံခြုံမှုသူ့စိတ်ထဲမှာဘယ်တော့မှမရှိဘူး6ခနဲ့ကြာရင်လမ်းဖြတ်နေရတဲ့အနေအထားမျိုးကိုလှုပ်ထားတဲ့လွတ်ရကကိုယ့်ကိုပြန်6ပြီးတော့စိတ်ပူနေရအဲ့ဒါတွေမကဘူးယတ္တအတုမုခောရောဓံဝိပကံပဋိသေဝတိအကျိုးပေါ်လာတဲ့အခါမှာရှိုက်ချီတငယ်ငိုယိုပြီးတော့အကျိုးကိုကြိတ်မိတ်ခံစားရတဲ့အလုပ်မျိုးတဲ့အဲ့ဒီအလုပ်မျိုးဟာမကောင်းတဲ့အလုပ်လို့သူတို့ဆိုလို့လုပ်ပြီးရင်စိတ်ပူရတယ်အကျိုးပေါ်လာတဲ့ result ပေါ်လာပြီဆိုလို့ရှိရင်ဆိုးကျိုးကိုကြိတ်မိတ်ခံစားရတယ်အဲ့ဒီအလုပ်မျိုးမကောင်းတဲ့အလုပ်လို့သူတို့မှတ်နောက်တစ်ခုကမကောင်းတဲ့အလုပ်သည်ကိုယ့်ကိုထိခိုက်တယ်သူတစ်ပါးကိုထိခိုက်တယ်ကိုယ့်ကိုပျက်စီးစေတယ်သူတစ်ပါးကိုပျက်စီးစေနှစ်ဦးလုံးကိုဖျက်ဆီးတတ်တယ်အကုသိုလ်တွေတိုးပွားစေတတ်တယ်မကောင်းတဲ့ဘက်ကနေတိုးပွားပြီးကောင်းတာတွေရောပါသွားမှဆိုရင်ဒါမကောင်းတဲ့အလုပ်သူသတ်မှတ်မကောင်းတဲ့အတွေ့မကောင်းတဲ့အပြောမကောင်းတဲ့အလုပ်တွေလို့သူသတ်မှတ်တယ်စံနဲ့သတ်မှတ်ပြီးတော့ကိုယ့်ကိုဆင်ញင်စဉ်းစားကြည့်ရကိုယ့်အတွက်အကျိုးပြုတဲ့အလုပ်လားအကျိုးမပြုတဲ့အလုပ်အကျိုးပြုတယ်ဆိုတဲ့နေရာမှာရေရှည်အကျိုးပြုတဲ့အလုပ်လားထာဝရကောင်းတဲ့အလုပ်လားအဲ့ဒါလို့ဆင်ញင်တုံတရားရှိဖို့လိုအပ်တယ်ဒါဖြင့်ကောင်းတဲ့အလုပ်ဆိုတာဘာနဲ့ပြောတာတော့လို့ဆိုတင်္စကမ္မံကတံသာဓုယံကတ္တဝနာနုတ္တပတိကောင်းတဲ့အလုပ်ဆိုတာလုပ်ပြီးရင်ဘယ်တော့မှစိတ်မပူရဘူးတဲ့ဟုတ်တယ်သီလဆောင်လို့မိမိဆောင်တဲ့သီလကိုအကြောင်းပြုပြီးတော့စိတ်ပူရတယ်မရှိဘူးဒါနကောင်းမှုလုပ်တယ်လုပ်ပြီးရင်စိတ်ပူရတယ်မရှိဘူးကမ္မထန်ထိုင်နေထိုင်ပြီးစိတ်ပူရတယ်မရှိဘူးပရိဒအလုပ်တွေလုပ်တယ်လုပ်မိသည့်အတွက်ကြောင့်စိတ်ပူရတယ်မရှိဘူးကောင်းကျိုးချမ်းသာရတဲ့အလုပ်တွေလုပ်လိုက်တာပျော်ရွှင်ချမ်းမြေ့လုပ်တဲ့အချိန်မှလည်းလုပ်ပြီးတဲ့နောက်မှလည်းစိတ်မပူရဘူးယတ္တပတိတောသူဝနောဝိပကံပဋိသေဝတိ result ပေါ်လာတဲ့အခါကျတော့လေနှစ်ချိုက်ပီတိဖြင့်အကျိုးကိုရရှိခံစားရတယ်အဲ့တော့လုပ်ပြီးစိတ်မပူရဘူးဝမ်းသာနေရတယ်အကျိုးပေါ်ရင်လည်းပဲဝမ်းမြောက်ဝမ်းသာခံစားရတယ်ဆိုရင်အလုပ်မျိုးဟာကောင်းတဲ့အလုပ်လို့ခေါ်အဲ့တော့ကိုယ်ဘဝမှာကောင်းတဲ့အလုပ်တွေကိုလုပ်ဖို့လိုကိုယ်လည်းမထိခိုက်ဘူးသူတို့အားကိုလည်းမထိခိုက်ဘူးနှုတ်သားလုံးကိုလည်းမထိခိုက်ဘူးကောင်းတဲ့အလုပ်အဲ့ဒီကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်ဆိုတာခွဲခြားသိပြီးတော့ကိုမျက်နှိုးပြီးတမိုးထတတ်တဲ့လူတယောက်သည်နနံပပေနတန်ယုစီကိုမကောင်းတာတွေနဲ့ဘယ်တော့မှမတွဲမိစိမ့်နဲ့မကောင်းတဲ့အတွေ့တွေမတွေ့မိဖို့မကောင်းတဲ့အပြောတွေမပြောမိဖို့မကောင်းတဲ့အလုပ်တွေမလုပ်မိဖို့ထိမ့်သိမ်းဆော့ရှောက်ရမယ်လို့အဲ့တော့ကိုလို့ရကောင်းတဲ့အလုပ်ပဲလို့ဒီလိုဆိုလို့တယ်ပေါ့မြတ်စွာဘုရားဘာကြောင့်မကောင်းတာတွေနဲ့မတွဲမိစေနဲ့လို့ပြောတော့လို့ဆိုနာဟိတံသူလပံဟောတိဒုက္ခံဒုက္ကတကာရိနာမကံမဟုတ်တာလှုပ်တဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့ချမ်းသာဒုက္ခရဖို့ဆိုတာမလွယ်ဘူးသို့သောခဏခေတ်မှာလူတွေကတော့တွေးကောင်းတွေးလေမဟုတ်တာလှုပ်တဲ့လူတွေကြီးပွားနေတယ်လို့ပြောကောင်းပြောလေအေးအားကြစရာမဟုတ်ဘူးတခဏမှအစဉ်ပြေးနေတယ်လို့ရှိလို့အကျိုးပေါ်တာနဲ့တပြိုင်နက်ဒုက္ခရောက်အဲ့ဒါကိုမြတ်စွာဘုရားဗာနဲ့ရှင်းပြတော့လို့ဆိုရင်သစ္စုခိရံဝမောစတိနွားနုဆိုတာညစ်ပြီးရင်ညစ်ပြီးချင်းချင်းမသွားဘူး
ဒိဉ္ရင်ဖြစ်မသွားဘူးအချိန်ကြာမှဒိဉ္ရင်ဖြစ်တယ်အဲ့တော့နွားတို့ဟာညစ်ပြီးကစားမှာဒိဉ္ရင်မဖြစ်တယ်လို့ကုသိုလ်ကောင်းအကုသိုလ်ဟာလည်းပဲလွတ်ပြီးကစားမှာကောင်းကျိုးချမ်းဆိုးတဲ့အကျိုးကိုမပေးသေးဘူးတဲ့မပေးသေးတော့အတိတ်ဘဝကလုပ်ခဲ့တဲ့ကုသိုလ်ကံရဲ့အကျိုးလေးကိုခံစားနေရတာကိုဒီအကုသိုလ်အလုပ်ကချီးပွားနေတယ်လို့စိတ်ထဲမှာဒီလိုထင်တာတဲ့ရသော်ဗျာဒေသနာတော်တွေမှာဆုံးမပြီးတတိပေးထားတာအထင်မလွဲဖို့လွဲမှားတတ်တယ်ပေါ့တချို့ကမျက်စိလေးရက်တောင်လေးတစ်ဆုံးကိုမကြည့်နဲ့မဒုံဝမညတိဘာလောယာဝပပနပိစတိမကောင်းမှုအဟုသို့အကျိုးမပေးသေးလို့ရှိရင်အတိညာမရှိတဲ့ပုဂ္ဂိုလ်ဟာပြားတကားလို့ချိုးတယ်လို့စိတ်ထဲမှာထင်ပြီးတော့လုပ်နေတာတဲ့ယထာသပစ္စတိပါပံဘာလောဒုက္ခနိဂစ္စတိအကျိုးသက်ရောက်မှုဖြစ်လာပြီဆိုရင်တော့အဲ့ဒီကြရင်တော့ဒုက္ခရောက်ပြီသားမှတ်ပြီးတော့ဥပမာဘာနဲ့တူတော့ဆိုရင်အစိတ်ခတ်ထားတဲ့အရက်ချိုနဲ့အလားတရတူတယ်ချိုမြပြီးအနံကောင်းတဲ့ဘီးရအရက်ဆိုတာဆိုအဲ့ဒီမှာစိတ်ခတ်ထားစိတ်ခတ်ထားတာကိုစိတ်ခတ်ထားမှမသိလို့တောက်လိုက်တယ်ဝင်သွားတဲ့အချိန်လေးမှာရှားပေါ်မှာဖြတ်သွားကြိုက်တဲ့လူဖို့ရတာရှိကောင်းတယ်အေးမကြခင်မဲ့စိတ်ကအလုံးလုံးလာပြီဆိုတဲ့အချိန်ကြာရင်အမလေးလူလေးဖြစ်လာပြီပေါ့အသက်ပါဆုံးရှုံးသွားတယ်အဲ့ဒါမျိုးလိုပဲအကုသိုလ်အလုပ်ဆိုတာအကျိုးမပေးသေးရင်ပြားတကလို့ချိုးနေတတ်တယ်တဲ့အကျိုးပေးပြီဆိုရင်တော့ဒုက္ခရောက်ပြီတော့ဆိုလို့ဖြစ်ပေါ့ဒါကြောင့်မြတ်စွာဘုရားကနာဟိတံသူလပံဟောတိဒုက္ခံဒုက္ကတာကာရိနာမဟုတ်တာလုပ်ပြီးချမ်းသာဒုက္ခရဖို့ဆိုတာပုံမှန်အားဖြင့်မဖြစ်နိုင်ဘူးတဲ့ခရင်နေဒါကြောင့်မို့လို့ကိုယ်မကောင်းတာမလုပ်မိဘူးထိမ့်သိမ်းဆောက်ရှောက်ရမယ်လို့ဒီလိုဟောတာနော်အဲ့ဒါကိုမိမိကိုယ်တိုင်မိမိရဲ့ရန်သူမဖြစ်အောင်နေတာထိုင်တာပဲဖြစ်တယ်အကယ်၍သာမကောင်းမှုတွေလုပ်မယ်ဆိုရင်ကိုဟာကိုယ့်ရဲ့ရန်သူဖြစ်သွားကိုဖြစ်ချင်တဲ့ကြီးပွားတိုးတက်မှုတို့ကိုဖြစ်ချင်တဲ့ကောင်းကျိုးချမ်းသာတို့ဘယ်တော့မှရမှာမဟုတ်ဘူးကိုယ့်ရဲ့ရန်သူဖြစ်သွားပြီးတော့ကိုဟာကိုရန်သူလို့ပြုချင်တဲ့အနေအထားမျိုးတစ်ခုရောက်သွားနိုင်တယ်လို့ဒီလိုဆိုတယ်မြတ်စွာဘုရားကဘဝတစ်ခုအဆုံးထိအောင်ကြည့်တယ်အနကေနာတိပဏ္ဏတ္တသဟတောမနုတံဘဝလူဆိုတာဒီနေ့ကျတော့သိတာပဲလူဘဝလူခန္ဓာကိုစွန့်ပြီးတော့သိပြီလို့ဆိုတဲ့အချိန်မှာကိဉ္ဟိတတပကံဟောတိကိဉ္စာအာရာယခိစ္စတိသိပြီဆိုလို့ရှိရင်သူပိုင်တာပါရှိတယ်နော်သေချာစဉ်းစားကြည့်ယာရုဘလောက်ချီပစ္စည်းဥစ္စာတွေဘလောက်ချမ်းသာဘာတွေပဲပိုင်လူတယောက်ဟာမျက်စိနှလုံးလေးမှိတ်ပြီးတော့သေသွားတာနဲ့တပြိုင်နက်အဲ့ဒီအခွင့်အရေးတစ်ခုမှမကြံတော့သူပိုင်တာတစ်ခုမှမရှိတော့သေဆုံးသွားလိုက်တာနဲ့တပြိုင်နက်အကုန်လက်လွတ်ဆုံးရှုံးသွားနောက်ဆုံးမှာကိုယ်တိုင်ဆောက်ပြီးနေတဲ့အိမ်မော်တောင်မှကြာမထားဘူးတခြားပို့ပြခံတေချာပန်းစံမှုတွေလည်းအကုန်ဆုံးသတ်သွားပြီကိုယ်အိမ်မော်တောင်ကိုနေလို့မရတော့ဘူးကိုမိသားစုကလည်းကိုယ်ကိုခွဲသွားပြီအဲ့တော့မျက်စိလေးနှလုံးမမှိတ်ခင်လေးတော့ဟာဘာတွေပိုင်းနေညာတွေပိုင်းနေစသဖြင့်ပိုင်ဆိုင်မှုတွေနဲ့ခုံယူဝင်ကြွားပြီးနေနိုင်တော်လည်းပဲသေခြင်းတရားနဲ့ရင်ဆိုင်လာလို့ဘဝကိုဆုံးလိုက်ပြီးဆိုတဲ့အချိန်ကစပြီးပိုင်ဆိုင်မှုတွေအားလုံးဆုံးရှုံးသွားပြီတဲ့ဒါဖြင့်သူပိုင်တာပါရှိတော့
ဘာပိုင်နာရှိတော့ကိစ္စအာရယခိစ္စတိနောင်ဘဝသွားတာသူတယောက်တည်းသွားတော့ဘာယူပြီးတော့အိမ်မော်ကဆင်းသွားတော့ကားကိုယူသွားလို့ရလားစိတ်နေရွှေတွေယူသွားလို့ရလားပိုက်ဆံတွေယူသွားလို့ရဘာတစ်ခုမှယူသွားတော့ဘာဟာသူယူသွားလို့ရတော့နဲ့မိကုံထုတ်တာကိဟိတတတကံဟောတိဘာကသူပိုင်နာဖြစ်သေးတော့ကိစ္စအာရယကိစ္စတိသူဘာကိုယူသွားရတော့ကိစ္စတအနုကံဟောတိသူ့နောက်မှာလိုက်သွားတာဘာရှိတော့ဆာယဝအနပ္ပယအရိပ်လိုမခွဲမကွာသူ့နောက်ပါသွားတာဘာရှိတော့စဉ်းစားခိုင်းထားတာနော်ငါသိသွားလို့ရှိရင်ငါပိုင်တာဘာရှိလဲနော်ငါယူသွားလို့ရတာဘာရှိလဲငါနောက်ကပါလာမှာဘာရှိလဲဟောဒီအချက်၃ချက်ကိုစဉ်းစားကြည့်အဲ့တော့မြတ်စွာဘုရားကရှင်းပြတယ်ဥဘောပုံညင်စပပင်စယမစ္ဆောကုရုတိဣဒလက်ရှိဘဝမှာတဲ့တရားတူလူသားတူဟာကောင်းတာလုပ်တယ်မကောင်းတာလုပ်တယ်ကုသိုလ်လုပ်ငန်းတွေလုပ်တယ်မကောင်းတဲ့အလုပ်တွေလုပ်တယ်ကောင်းတဲ့အလုပ်တွေလုပ်တယ်အဲ့ဒီကိုလုပ်တဲ့လုပ်ရက်တွေပဲတန်ဟိတတတကံဟောတိတဲ့ကိုလုပ်ခဲ့တဲ့အလုပ်ဒီပင်လေဘာကြောင့်စဉ်းစားကြည့်ကိုလုပ်တာကုသိုလ်လုပ်မယ်အကုသိုလ်လုပ်မယ်ကိုယ့်ရင်ထဲမှာဖြစ်သွားပြီစိတ်ကောင်းနှလုံးကောင်းထားရင်စိတ်ကောင်းနှလုံးကကိုယ့်ရင်ထဲမှာဖြစ်တယ်ညစ်ပတ်တဲ့စိတ်ဓာတ်တွေမွေးရင်ညစ်ပတ်တဲ့စိတ်ကကိုယ့်ရင်ထဲမှာရှိတယ်မကောင်းတာပြောတယ်မကောင်းတာလုပ်တယ်ကောင်းတာပြောတယ်ကောင်းတာလုပ်တယ်ဟောကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်ခုနကိုယ့်ရင်ထဲမှာဖြစ်ခဲ့တဲ့အလုပ်တွေဒီဘဝမှာမသေးခင်လူတွေဟာနေ့စဉ်နဲ့အများလုပ်တယ်စိတ်နဲ့ကြံတွေးတယ်နှုတ်နဲ့ပြောဆိုတယ်ကိုယ်ဒီလက်အောင်လုပ်တယ်အဲ့ဒီကိုယ့်ရဲ့လုပ်ရကံသေးသာလင်တင်ကြီးတတ်တကံဟောတိတယ်အဲ့ဒါသူ့ရဲ့သူပိုင်တဲ့အရာအဲ့ဒါပဲရှိအဲ့တော့ဒီနေရာမှာသူအိမ်ပိုင်တယ်လို့လည်းပြောကားပိုင်တယ်လို့လည်းပြောရွှေငွေစိတ်ရှိရတနာတွေသူပိုင်တယ်လို့လည်းပြောနော်ပိုင်ဆိုင်မှုဆိုတာမျက်စိလေးနှလုံးမမိတ်ခင်မသေးခင်လေးအတွင်းမှာပိုင်ဆိုင်မှုတွေဆိုတာအကုန်ရှိတာပေလိုက်တာနဲ့တပြိုင်နက်အကုန်လုံးဘာမှမပိုင်တော့အဲ့ဒီအချိန်မှာ तू ပိုင်တာလို့ဆိုလို့ရှိရင် तू လုတ်ခဲ့တဲ့လုတ်ရက်ပဲ तू ပိုင်တယ်ကောင်းတာလုတ်ရင်ကောင်းတာမကောင်းတာလုတ်ရင်မကောင်းအကောင်းဆုံးနှမျိုးလုတ်ရင်နှမျိုးလုံး तू ပိုင်နေအေးအဲ့ဒါဒီပဲလင်သူ့ရဲ့ပိုင်ဆိုင်ရာဖြစ်ပြီးတင်စအာရယကိစ္စတိအဲ့ဒါပဲဟိုဘဝယူသွားလို့ရမယ်နောက်ဆုံးမှအဝတ်ကောင်းရင်တော့ချွတ်ယူလိုက်သေးတာနော်လက်ဆွဆိုဘယ်သူမှသဘောမပေးလိုက်ဘူးချွတ်လိုက်မှာပဲတေချာစိတ်ငကကြီးဆိုလည်းဖြုတ်လိုက်မှာပဲလေမတန်တဲ့ငကကြီးနဲ့မကောင်းမှုဆိုဖြုတ်ယူလိုက်အောင်မှာအဲ့တော့သူပိုင်ဆိုင်မှုတွေအကုန်လုံးယူလိုက်ကြသူယူသွားလို့ရတာဘာရှိတော့လူမြင်လို့ရတာတကုတ်မှကိုမရှိဘာရှိတော့လို့ဆိုလို့ရှိရင်သူလုပ်ခဲ့တဲ့ကုသကံအကုသကံတွေပဲအဲ့ဒါဖြင့်သူနောက်လိုက်သွားတာချစ်လာပါတယ်ဆိုတော့မိဘဆွေမျိုးသားသမီးတွေလိုက်လာတာဘယ်သူမှမလိုက်ဘူးဇာတိကံလောက်လိုက်ပို့ပြီးပြန်လှည့်လာမှာပဲဒါပဲခိုးဘက်တော့ပို့လိုက်မှာမဟုတ်ဘူးเนาะလိုက်ပို့တာသာလုံးမှာလိုက်မှာမဟုတ်ဘူးခေါ်လို့သူမှမလိုက်ဘူးအဲ့တော့တင်သတ္တအနုကံဟောတိဆာယဝအနပ္ပယသူနဲ့ကပ်ပြီးတော့ပါလိမ့်မှာကတော့သူလုပ်ခဲ့တဲ့ကုသကံအကုသကံပဲတဲ့အဲ့ဒါပဲပါတော့ပရာဟိတကုသိုလ်တွေလုပ်ရင်အဲ့ဒီကုသိုလ်တွေကကိုယ်နဲ့ပါသွားမှာမကောင်းတဲ့အကုသိုလ်တွေလုပ်ရင်မကောင်းတဲ့အကုသိုလ်တွေကကိုယ်နဲ့တူပါလာမှာဒီလိုဆိုလို့ဆိုပါစို့ဒီဘဝမှာမူရစေဝါတွေသုံးတဲ့အရက်သေးစာကြိုက်အဲ့ဒီမကောင်းမှုအကုသိုလ်လုပ်ရသည်တည်တဲ့အခါသူနဲ့အတူပါသွားတယ်ဒါကိုသူယူသွားရတယ်ယူသွားပြီးတော့အပင်ငရဲရောက်သွားတယ်အပင်ငရဲကလွတ်ပြီးလူပြေရောက်လာတဲ့အခါသူဘာဖြစ်တော့အယူအနှံဖြစ်တယ်
သာမန်အကျိုးလေးနဲ့ပြောမယ်ဆိုအယူအနံကြက်မပြည့်တဲ့လူလားဖြစ်လာအဲ့ဒါဟာရဇတ်ပဲဆိုးတဲ့ရဇတ်တွေကိုရရှိလာဒီလိုဆိုလို့ရပေါ့နော်တင်သတ္တအနုကံဟောတိဆာယဝနပါယိနိကိုလို့တဲ့ကံသေးတာလဲအရေးပမာကိုနဲ့မခွဲမခွာပါလာမှဖြစ်တယ်ဆိုတာကိုအမြဲတမ်းနှလုံးသွင်းဆင်ခြင်ဖို့ပဲမြတ်စွာဘုရားကိုယ်တိုင်ကလည်းသဗ္ဗေတတ္တာကမ္မတကတရဝမှန်သမျှကိုယ်ပိုင်ဥစ္စာဆိုတာကံတာပဲကျန်တာပိုင်ဆိုင်မှုတွေတခဏပဲတဲ့အတိုင်းအတာတစ်ခုရှိတယ်ထာဝရပိုင်ဆိုင်မှုဒီကံတာလင်ဖြစ်တယ်တခဏပိုင်ဆိုင်မှုတွေကတော့ပြည့်နေတာယံကမ္မံကရိတန္တိကလျာဏဝါပါပကံဝါတတ္တကမ္မတဒါဒါဘဝိတန္တိကောင်းတာလှုပ်လို့မကောင်းတာလှုပ်လို့ကုသိုလ်လှုပ်လို့အကုသိုလ်လှုပ်လို့လှုပ်သမျှတွေရဲ့အကျိုးဆက်အမွေရစက်ကိုဘယ်သူခံရတော့ဆိုလှုပ်သူပဲခံရမယ်လို့ဒီလိုဆိုတယ်အဲ့ဒါကိုမြတ်စွာဘုရားဟောကြားခြင်းဖြစ်တယ်အဲ့တော့ကိုယ့်ကိုမိတ်ဆွေသဘောကိုယ့်ရဲ့မိတ်ဆွေဖြစ်တယ်ဆိုရင်လူဘဝမှာအပြစ်ကင်းအောင်နေပါအပြစ်ကင်းအောင်တွေးပါနော်ကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တယ်အများကိုအကျိုးပြုတဲ့အလုပ်ကိုလုပ်မယ်မိမိကိုယ်ကိုအကျိုးပြုတဲ့အလုပ်ကိုလုပ်မယ်အတ္တဟိတပရဟိတကိုယ်ကိုလည်းအကျိုးမပြုဘူးသူတော်ကိုလည်းအကျိုးမပြုဘူးဆိုတဲ့အကုသိုလ်လုပ်တွေကရှောင်မယ်ဒီလိုဆိုလို့တော့ပေါ့ပြောတဲ့အခါမှာလည်းသူများကိုလည်းအကျိုးပြုတယ်ကိုယ်လည်းအကျိုးပြုတဲ့စကားမျိုးပြောမယ်လှုပ်လို့ရှိရင်လည်းကိုယ်လည်းအကျိုးပြုသူတော်ကိုလည်းအကျိုးပြုတဲ့အလုပ်မျိုးကိုပဲလုပ်မယ်လို့ဒါကြောင့်မြတ်စွာဘုရားတိုက်တွန်းတာတတ္တမကရိယကလျာဏဒီလိုဘဝတစ်ခုဆုံးသက်သွားလို့ရှိရင်ကိုယ်နဲ့အတူပါလာတာကံတာဖြစ်သောကြောင့်တဲ့ကောင်းတာတွေလုပ်ပါဘဝမှာလူဘဝရရှိတဲ့အခိုက်ကလေးမှာတန်မိုးရှိမဲ့ကုသိုလ်လုပ်တွေကိုလုပ်ပါနိစ္စယံတံပရာယိကတမလုံးမောမှာကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေနိုင်တဲ့ကုသိုလ်လုပ်တွေကိုလုပ်ပါဘာကြောင့်ဒီလိုတိုက်တွန်းရတော့ဆိုပုံညာနိပရလောကသမိန်ပဋိဋ္ဌာဟောတိပါနေတာကုသိုလ်ကောင်းမှုဆိုတာပရလောကရောက်သွားလို့ရှိရင်ပြုလုပ်သူတရားဝါတွေအတွက်အားကိုးစရာဖြစ်ပါလိမ့်မယ်အဲ့ဒီအချိန်မှာအမေလည်းအားကိုးရမှာမဟုတ်ဘူးအဖေလည်းအားကိုးရမှာမဟုတ်ဘူးမိသားစုလည်းအားကိုးရမှာမဟုတ်ဘူးကိုလုပ်တဲ့ကံတရားတွေဒါလည်းကိုယ့်ရဲ့အားကိုးအားထားရဖြစ်တယ်လို့ဆိုတာဘုရားမြတ်စွာအတိအလင်းဟောကြားထားတာဒါဘုရားတာဝကအဖြစ်ခံယူကြတဲ့ဘုရားဘာသာဝင်သူတော်စင်တို့အဖို့မြတ်စွာဘုရားရဲ့ဆုံးမစကားပဲဖြစ်တယ်ပေါ့အဲ့ဒီဆုံးမစကားကိုမိမိတို့ကိုယ်တိုင်လိုက်နာကြတာဖြစ်တယ်အဲ့ဒီလိုက်နာမှအကျိုးဆိုတာပေါ်တာဖြစ်တယ်ယောဂဝေဒနာဖြစ်နေတဲ့ပုဂ္ဂိုလ်သည်စေပဲဆိုင်ရာတကြွနားလဲတဲ့သမားတော်စီသွားရင်သမားတော်ကတဲ့တဲ့အစာမတဲ့တဲ့အစာရှောင်ရမှနဲ့ဆောင်းရမှာကိုပြောမယ်တောက်ရမယ်ဆေးကိုပေးမယ်ဆေးမှန်တောက်ပြီးရှောင်ရမှာတွေကိုရှောင်မယ်ဆောင်းရမှာဆောင်းမယ်ဆိုရင်ဒီလူနာဟာယောဂပြောင်းမှာပဲထို့တူပဲမြတ်စွာဘုရားရဲ့တပည့်တော်ကအဖြစ်ခံယူကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေမြတ်စွာဘုရားကဒါမကောင်းဘူးမလုံးတဲ့ရှောင်အကုသိုလ်မှန်သမျှရှောင်ရမယ်ကုသိုလ်မှန်သမျှပြည့်စုံအောင်လုပ်ရမယ်လို့ကိုယ်စိတ်လေးကိုဖြူစင်အောင်ထားရမယ်လို့ဒီလိုဆုံးမဩဝါဒပေးတာကိုမိမိကိုယ်တိုင်ကအကုသိုလ်ကိုရှောင်ကျင်ခြင်းကုသိုလ်မှန်သမျှကိုယ်တဏ္ဍာမှာပြည့်စုံအောင်ကြိုးစားအထောက်ခြင်းနဲ့စိတ်ဖြူစင်အောင်ထားခြင်းလို့ဆိုတဲ့အလုပ်တွေကိုကိုယ်တိုင်လုပ်မှသာလျှင်ကောင်းကျိုးချမ်းသာဆိုတာတွေကိုရရှိမှာဖြစ်တယ်ဒါကြောင့်မြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းတို့တွေမိမိကိုယ်တိုင်မိမိရဲ့ယန္တုမဖြစ်အောင်မိတ်ဆွေအဖြစ်ရအောင်ကျင့်သုံးနေထိုင်ကြမယ်လို့ကိုယ်စီတန်ဋိဌာန်ချပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း
မေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရာတိတဗ္ဗေတံဘဝယန္တုဒုက္ခတကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်ယူပါဝင်ငွေလာမင်းနှင့်ရောင်ကြီးရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဗ္ဗေတံကျွမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့၏မနောတရာတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်းဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေးမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခတည်းဟုသောကုမုဒ္ဒရာဇာဗန်တို့သည်ဖုံးလန္တာဝန္တာရှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေးတဲ့ရောရှက်သင်ပြပီတိတည်းဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်တည်း